Omono Maha Padesa Tamupa Dearo Padesa Tamupa Dearo Mahasi Sharo Piaji Hoja Hare Sao Shi Eri Patama Dwe Dudia Dwe Nedwe Agu Patama Dwe Samebo Padesa Tamupa Deara Payadai Ato de Deava Yaswa Paya Piao Padesa Tamopanya Wibadana Shigwa Erago Paya Go Api Jinwa de Dea Go Jin or Hanabo no Elioza Padesa Tamoba Deane Dea Jina Ao Mepu Nivan Ya Ao Jimon Jini Homunga Shinshinli Biobiava me no Shinshin Biobiaro machine and ever tap you on Winheimare Homuno Biambiro Biomabo no Good Padesa Tamoba Bali or Gara Samyana Donze me Jivaro Samyana Donze Duela Samyana number Donze me Padesa Tamoba Dizana Bali Subira Duela Pomon Pabiam Aweza Besea Dinkara The Chombai card The Chombai to Nene Lilia Dinkara Besea Winyanam The Chombai Winyana Besea Nama Rubang The Chombai Nama Ruba Besea Dala Yedanam Dala Yedana Besea Pado Pada Besea Virana Virana Besea Dana Dana Besea Ubadanam Ubadana Besea Besea Bavo Hawa Besea Sadi Sadi Besea Saramaranam Doka Tridiva Doka Domnada Domnatu Bayada Tambavundi Iwami Dada Kivalada Doka Kandada Tamurio Hodi Daligu Ajechera Sao no Chidwarava no Erali Kepivi Pazama Aweza Besea Dinkara Dinkara Besea Vinyana Nama Rubang Nama Ruba Besea Tala Yedanam Tala Yedana Besea Pado Dana Besea Ubadanam Ubarana Besea Bavo Bhava Besea Sadi Sadi Besea Zaramaranam Doka Trideva Doka Domnatu Bayada Tambavundi Iwa Midada Kivalada Doka Kandada Tamurio Hodi Aga Daga Padesa Tamuba Didana Pali Muyin Kaunjime Imali Garo Note Yani Dure Nyaji Shivare Erago Poniga Nyamalu Piantare Yaku Eri Nyama Piangu Sujaya Me Ita no Hube Yauga Padesa Tamuba Nyama Piang Aweza Jao Ato Mudinkararu Kijadi Daga Aweza Besea Soyaguna Baligo Aweza Jao Tilubian like no Dinkara Guro Ato Mudinkaradu Nambani me Number 1 D Repo be do it Mora number 1 D A bit so you know, a wager this year, Dinkara, number 1 D, Elusulu de Bo, no? A wager job,
အဝိဇ္ဇာပစ္စယအဝိဇ္ဇာဒီဟုသောအကြောင်းကြောင့်အဝိဇ္ဇာကြောင့်သင်္ခါရအာထုမှုသင်္ခါရတို့သည်တံဘဝန္တိဖြစ်ကြကုန်၏ဖြစ်ကြကုန်၏ဒါကအဝိဇ္ဇာပစ္စယသင်္ခါရကိုဒါဗမာပြန်လိုက်တာအဝိဇ္ဇာကြောင့်အာထုမှုသင်္ခါရတို့ဖြစ်ကြသည်အဝိဇ္ဇာပစ္စယသင်္ခါရတံဘဝန္တိဒီလိုလေးပါဠိဆိုလိုက်ပြီးတော့မှအဝိဇ္ဇာကြောင့်အာထုမှုသင်္ခါရတို့ဖြစ်ကြသည်အဲဒီဆိုလိုက်ပါဠိနဲ့မြန်မာပြန်လေးနဲ့ကတ်ဆိုတာပေါ့ခဲပါဠိဆိုလိုက်စမ်းပါအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကြောင့်အာထုမှုသင်္ခါရတို့ဖြစ်ကြသည်တစ်ခေါက်ဆိုပါဦးအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကြောင့်အာထုမှုအဝိဇ္ဇာပစ္စယသင်္ခါရတံဘဝန္တိအဲ့ဒီတော့ဆက်ပြီးတော့မှသင်္ခါရပစ္စယဝိညာဏံဝိညာဏံကြတော့ဧကုတ်စင်ကုလာနံပါတ်ဝိညာဏဧကုတ်ဖြစ်တဲ့အတွက်ဟိုကြတော့တံဘဝတိလို့အဲ့ဒီတော့ဆက်ရသင်္ခါရပစ္စယဝိညာဏံတံဘဝတိသင်္ခါရပစ္စယသင်္ခါရကြောင့်ဝိညာဏံဘဝအတိဝိညာဉ်သည်တံဘဝတိဖြစ်၏ဝိညာဏသင်္ခါရပစ္စယဝိညာဏံသင်္ခါရကြောင့်ဘဝအတိဝိညာဉ်ဖြစ်၏ဆိုသမှာသင်္ခါရပစ္စယဝိညာဏံသင်္ခါရကြောင့်ဘဝတည်ဝိညာဉ်ဖြစ်၏တစ်ခေါက်ဆိုပါဦးသင်္ခါရပစ္စယဝိညာဏဘဝတည်ဝိညာဉ်ဖြစ်၏နှစ်ဝက်ကြပြီးတော့မှဝိညာဏပစ္စယနာမရူပံတွေ့တယ်နော်ဝိညာဏပစ္စယဝိညာဉ်ကြောင့်နာမရူပံနာမရူပကနာမကနံတရားရူပကယုတ်တရားပေါ့နံယုတ်တိဟိုနောက်သွားသတံဘဝတိဖြစ်၏ဝိညာဏပစ္စယနာမရူပံတံဘဝတိဟုတ်လားဝိညာဉ်ကြောင့်နံယုတ်ဖြစ်သည်ဟုတ်လားဆိုသားမှာဝိညာဏပစ္စယနာမရူပံဝိညာဉ်ကြောင့်နာယုတ်ဖြစ်သည်တစ်ခေါက်ဆိုပါဦးဝိညာဏပစ္စယနာမရူပပစ္စယတတ္တယတနာနာမရူပပစ္စယနာယုတ်ကြောင့်နာနဲ့ယုတ်တရားရှိတဲ့အတွက်ကြောင့်နော်တတ္တယတနာတဆိုတာကစနဲ့တူတယ်6ခုအာယတနာကတော့အာယတနာပေါ့6ခုသောအာယတနာတို့သည်တလယရဏ6ခုသောအာယတနာသည်တံဘဝတိဖြစ်၏နာယုတ်ရှိတဲ့အတွက်ကြောင့်အာယရဏ6ပါးဖြစ်လာတယ်မျက်စိနာနှာခေါင်းရှားကိုယ်စိတ်ဟုတ်ကလားဆိုသားမှာမျက်စိနာနှာခေါင်းရှားကိုယ်စိတ်6ခုမဟုတ်လားအဲ့ဒီ6ခုကိုတလယတနာလို့တက6အာယတနာကဖြစ်ရာပေါ့စိတ်ဖြစ်ရာ6ခုအဲ့တော့နာမရူပပစ္စယနာယုတ်ကြောင့်တလယရဏအာယရဏ6ပါးသည်တံဘဝတိဖြစ်၏နာယုတ်ကြောင့်အာယရဏ6ပါးဖြစ်သည်ဆိုလိုက်စမ်းပါဦးနာမရူတလယတနာနာယုတ်ကြောင့်အာယရဏ6ပါးဖြစ်သည်ထပ်ဆိုပါဦးနာမရူပပစ္စယတလယရဏပစ္စယဖတ်တော်တလယရဏပစ္စယ6ပါးသောအာယရဏကြောင့်ဖတ်တော်ဖတ်တာစေတသိက်သည်ဖတ်တာစေတသိက်သည်
တွေ့ထီမှုဖတ်တာသည်အာယုန်နဲ့တွေ့ထိသွားတာပေါ့နော်ဖတ်တာဆိုတာတွေ့တယ်ထိတယ်အာယရဏကြောင့်6ပါးသောအာယရဏကြောင့်သလယရဏပစ္စယသလယရဏက6ပါးသောအာယရဏပစ္စယကအဲ့နာပစ္စယောလို့ဖြစ်နေချင်ပါသဝေထိုးလေးပိုးနေတယ်နော်သလယရဏပစ္စယ6ပါးသောအာယရဏကြောင့်ဖတ်တော်တွေ့ထိမှုအာယုန်တွေ့မှုဖတ်တာစေတသိက်သည်တံဘဝတိဖြစ်၏အာယရဏ6ပါးကြောင့်အာယုန်တွေ့မှုဖတ်တာဖြစ်၏ဆိုလိုက်စမ်းပါဦးသလယရဏပစ္စယဖတ်တော်အာယရဏ6ပါးကြောင့်6လေးကြတယ်သူကနော်သလယရဏဆိုတာတက6ခုအာယရဏကတော့အာယရဏဖြစ်ရာစိတ်ဖြစ်ရာ6ပါးအဲ့တော့သလယရဏပစ္စယ6ပါးသောအာယရဏကြောင့်ဒါမှမဟုတ်အာယရဏ6ပါးကြောင့်ဖတ်တော်အာယုန်တွေ့မှုဖတ်တာသည်တံဘဝတိဖြစ်၏တစ်ခေါက်ဆိုလိုက်ပါဦးသလယရဏပစ္စယဖတ်တော်ဖတ်တာဖြစ်တွေ့ထိမှုဖြစ်ဖတ်တာပစ္စယဝေရဏဖတ်တာပစ္စယတွေ့ထိမှုဖတ်တာကြောင့်နော်ဖတ်တာကဖတ်တာပေါ့တွေ့ထိမှုပစ္စယကကြောင့်ဖတ်တာပစ္စယတွေ့ထိမှုဖတ်တာကြောင့်ဝေရဏခံစားမှုဝေရဏသည်အကောင်းအဆိုးခံစားမှုဝေရဏသည်အကောင်းအဆိုးဆိုတာလေးကတော့ဆရာတော်ကထည့်ပေးလိုက်တာပေါ့တကယ်ကတော့ဝေဒနာကခံစားမှုဝေဒနာပဲတံဘဝတိဖြစ်၏ဖတ်တာပစ္စယဝေဒနာဖတ်တာပစ္စယဝေဒနာဖတ်တာကြောင့်အကောင်းဆိုးခံစားမှုဝေဒနာဖြစ်သည်ဆိုလိုက်ပါဦးဖတ်တာပစ္စယခေါက်ဆိုပါအောင်ဖတ်တာပစ္စယဝေရဏဝေရဏပစ္စယတဏှာဝေရဏပစ္စယဝေရဏကြောင့်တဏှာတတ်မဲ့မှုဆာလောင်မှုတဏှာသည်တံဘဝတိဖြစ်၏အဲ့တော့ဖတ်တာပစ္စယဝေရဏပစ္စယတဏှာဟုတ်ကလားဝေရဏပစ္စယတဏှာဝေရဏကြောင့်တတ်မဲ့ဆာလောင်မှုတဏှာဖြစ်သည်ဆိုလိုက်ပါဦးဝေရဏပစ္စယတဏှာဝေရဏကြောင့်တစ်ခေါက်ဆိုပါဦးဝေရဏပစ္စယတဏှာတဏှာပစ္စယဥပါဒါနံတဏှာပစ္စယတဏှာကြောင့်တဏှာကြောင့်ဥပါဒါနံဆွဲလမ်းမှုဥပါဒံသည်တံဘဝတိဖြစ်၏တဏှာပစ္စယဥပါဒါနံတဏှာကြောင့်ဆွဲလမ်းမှုဥပါဒံဖြစ်သည်ဆိုလိုက်ပါဦးတဏှာပစ္စယဥပါဒံတစ်ခေါက်ဆိုပါဦးတဏှာပစ္စယဥပါဒါနပစ္စယဘဝဥပါဒါနပစ္စယဥပါဒံကြောင့်ဘဝဖြစ်ကြောင်းကံဘဝသည်ဘဝသည်ပေါ့ဘဝဆိုတာဒီနေရာမှာကမ္မဘဝကိုယူရတယ်လို့သိအောင်ဖြစ်ကြောင်းကံဘဝသည်နော်ဘဝသည်တံဘဝတိဖြစ်၏ဥပါဒံကြောင့်ဘဝဖြစ်တယ်ကံဖြစ်တယ်ဥပါဒံကြောင့်ဖြစ်ကြောင်းကံဘဝသည်တံဘဝဖြစ်သည်ကဲဆိုလိုက်ပါဦးဥပါဒါန
ဆိုလိုက်ဘဝပစ္စယဇာတိဘဝပစ္စယဘဝကြောင့်ဘဝပစ္စယဘဝကြောင့်ဖြစ်ကြောင်းကံ့ကြောင့်ဇာတိဘဝအတ္တဖြစ်မှုဇာတိသည်တံဘဝတိဖြစ်ပေါ်လာ၏ဘဝပစ္စယဇာတိဘဝဆိုတဲ့ဖြစ်ကြောင်းကံ့ကြောင့်ဘဝကကံကိုယူတာစေရနာစေတသိက်လေးပေါ့ဘဝပစ္စယဘဝကြောင့်ဖြစ်ကြောင်းကံ့ကြောင့်နော်ဘဝပစ္စယဖြစ်ကြောင်းကံ့ကြောင့်ဇာတိကိုဘဝအတ္တဖြစ်မှုဇာတိသည်ဇာတိဆိုတာပရိတ္တိတီးနေလိုက်တာပေါ့ဘိုက်ထဲမဲ့ပရိတ္တိတီးတာဘဝအတ္တဖြစ်မှုဇာတိသည်တံဘဝတိဖြစ်ပေါ်လာ၏ဖြစ်ကြောင်းကံကြောင့်ဘဝအတ္တဖြစ်မှုဇာတိပေါ်လာသည်ကဲဆိုလိုက်ပါဦးဘဝပစ္စယဇာတိဇာတိပစ္စယဇရာမရဏံဇာတိပစ္စယဇာတိကြောင့်ဇရာဥခြင်းမရဏတေခြင်းနော်ဥခြင်းတေခြင်းသည်တံဘဝတိဖြစ်ပေါ်လာ၏ဟဲ့လားဇာတိကြောင့်ဥခြင်းတေခြင်းဖြစ်လာသည်ဆိုပါဦးဇာတိပစ္စယဇရာမရဏံတစ်ခေါက်ဆိုပါဦးဇာတိပစ္စယသောကပရိဒီဝါဒုက္ခဒေါမနတုပါယတာသောကဆိုတာစိုးရိမ်ခြင်းပရိဒီဝါဆိုတာငိုကြွေးခြင်းသောကစိုးရိမ်ပူဆွေးခြင်းပရိဒီဝငိုကြွေးခြင်းပြီးတော့ဒုက္ခကိုဆင်းရဲခြင်းဒေါမနတာစိတ်ဆင်းရဲခြင်းဥပါယတာဆိုတာစိတ်နှလုံးဤပြင်းစွာပူပန်ခြင်းတို့သည်ပြင်းစွာဥပါယပြင်းစွာအာယတာကပူပန်တာနော်ပြင်းစွာပူပန်ခြင်းတို့သည်တံဘဝန္တိဖြစ်ပေါ်လာကုန်၏ဇာတိပစ္စယဇရာမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိဇာတိကြောင့်အိုခြင်းသေခြင်းဖြစ်ပေါ်လာသည်စိုးရိမ်ပူဆွေးခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်လုံးဤပြင်းစွာပူပန်ခြင်းတို့သည်ဖြစ်ပေါ်လာကြသည်ကဲဆိုလိုက်ပါဦးဇာတိပစ္စယသံဘဝန္တိဇာတိကြောင့်ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်နှလုံးဤပြင်းစွာပူပန်ခြင်းတို့သည်ဖြစ်ပေါ်လာကြသည်ပြီးတော့မှဧဝမေတ္တဧဝံဧတ္တလို့ပုတ်ဖြတ်ရဧဝမေတ္တဘယ်လိုပုတ်ဖြတ်လိုက်ရတော့ဧဝံသိတိတင်လေးဖြစ်ပါတယ်မကဧဝံဧတ္တဟုတ်လားဧဝံဤအစဉ်ဖြင့်ဧဝံကိုဤအစဉ်ဖြင့်လို့ပြန်တယ်ဧတ္တကေဝလတ္တချမ်းသာနှင့်မရောမရှဲတက်သောကေဝလတ္တကတက်သောတက်ဒီလိုဟာမျိုးနော်ကေဝလတ္တတက်သောချမ်းသာနှင့်မရောမရှက်တက်သောဒုက္ခခန္ဓာတာဒုက္ခကဆင်းရဲ
ခန္ဓာကအစုဥမာဖြင့်ရူပခန္ဓာဆိုရုပ်အစုဝေဒနာခန္ဓာဆိုတာဝေဒနာအစုဒီလိုဆိုလိုပဲဒုက္ခခန္ဓာသာဆင်းရဲအစုဒါလျင်ဆင်းရဲအစုဤဒါလျင်သမုဒယောဖြစ်ခြင်းသည်ဟောတိဖြစ်၏အဲ့ဒါကိုဤအစဉ်ဖြင့်ဧဝံကဤအစဉ်ဖြင့်ချမ်းသာနှင့်မရောမရှက်တက်တက်သောကိဝလတ္တကိုတက်တက်သောချမ်းသာနှင့်မရောမရှက်ဆိုတာလေးကတော့အပူထက်ပြန်တာပေါ့နော်မရောချမ်းသာနှင့်မရောမရှက်တက်တက်သောဒုက္ခခန္ဓာတာဒုက္ခအစုမျှသာလျင်ဒုက္ခအစုဤသာလျင်သမုဒယောဖြစ်ပေါ်ခြင်းသည်ဟောတိဖြစ်၏အဲ့တော့ဤအစဉ်ဖြင့်ချမ်းသာနှင့်မရောမရှက်တဲ့ဆင်းရဲအစုမျှသာလျင်ဖြစ်ပေါ်လျက်ရှိကြသည်ဆိုလိုက်သမှာအောင်ဧဝမေတ္တကေဝလတ္တသမုဒယောဟောတိဤအစဉ်ဖြင့်တဲ့ဆင်းရဲအစုမျှသာလျင်ဖြစ်ပေါ်လျက်ရှိကြသည်ခုတခါကျတော့ဒီဘက်ကပါဠိအစအဆုံးဖတ်မြန်မာပြန်လဲအစအဆုံးဖတ်ကြအောင်ဆိုကဲအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံခန္ဓာပစ္စယဝေဒနာတဏှာပစ္စယဥပါဒါနံဘဝပစ္စယဓာတိပစ္စယသရမရဏံသောကသရိဒေဝသောမနတုပါယတာသံဘဝန္တိဧဝမေတ္တကေဝလတ္တသမုဒယောဟောတိဒီပဲမြန်မာပြန်လဲအစဆုံးဖတ်လိုက်ပေါ့အဝိဇ္ဇာကြောင့်သင်္ခါရကြောင့်ဘဝတိဝိညာဉ်ဖြစ်သည်ဝိညာဉ်ကြောင့်နာယုတ်ကြောင့်အာယရဏ6ပါးဖြစ်သည်အာယုံတွေ့မှုဖတ်တာဖြစ်သည်ဖတ်တာကြောင့်အကောင်းဆိုခံစားမှုဝေဒနာဖြစ်သည်ဝေဒနာကြောင့်တဏှာကြောင့်ဆွဲလာမှုဥပါဒံဖြစ်သည်ဒီကြောင့်ကံကြောင့်ဘဝတည်မှုဓာတိကြောင့်အိုခြင်းတည်ခြင်းပေါ်လာသည်စိုးရိမ်ပူဆွေးခြင်းငိုကြွေးခြင်းဖြစ်ပေါ်လာကြသည်ဤအစဉ်ဖြင့်ချမ်းသာနှင့်မရောမရှက်တဲ့ဆင်းရဲအစုမျှသာလျင်ဖြစ်ပေါ်လျက်ရှိကြသည်ညာအဝိဇ္ဇာပစ္စယဆိုတဲ့ပဋိစ္စသမုပ္ပါပဋိစ္စဆိုတာအစွဲပြီး၍အကြောင်းပြီး၍သမုပ္ပါဆိုတာကောင်းစွာဖြစ်ပေါ်လာတယ်အစွဲပြီး၍ဖြစ်ပေါ်လာတယ်အစွဲပြီး၍ဆိုတာအကြောင်းတရားကိုအစွဲပြီး၍ဖြစ်ပေါ်လာတယ်ဆိုတာအကျိုးတရားဖြစ်ပေါ်လာတယ်ဟုတ်ကလားပဋိစ္စဆိုတာဘာတော့အကြောင်းတရားကိုအစွဲပြီး၍သမုပ္ပါဆိုတာအကျိုးတရားဖြစ်ပေါ်လာတယ်အကြောင်းကြောင့်အကျိုးဖြစ်ပေါ်လာတယ်သဘောပေါက်လားဒီပြင်ဘာသာတွေကတော့ခရိယန်တို့မွတ်စလင်တို့ဟိန္ဒူတို့ခရိယန်ကလည်း God ကဖန်ဆင်းလိုက်လို့ဖြစ်ပေါ်တယ်မွတ်စလင်တို့ကလည်းအလ္လာဟ်အရှင်မြတ်ကြီးကဖန်ဆင်းလို့ဖြစ်ပေါ်လာတယ်ဟိန္ဒူတွေကြတော့လေဘိရှနုလို့ခေါ်တဲ့ဗိဒ္ဓနိုးနတ်မင်းကြီးကဗြဟ္မာမင်းကြီးကဖန်ဆင်းလို့ဖြစ်ပေါ်တယ်အဲ့လိုယူတာဟုတ်နော်ဘုံဘုံတို့ဗုဒ္ဓမြတ်စွာဘုရားကဖန်ဆင်းရှင်ဆိုတာမရှိဘူး
အကြောင်းကြောင့်အကျိုးဖြစ်တာသဘောပေါက်လားဖန်ဆင်းရှင်ကိုပယ်တာနော်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးဘယ်သူမှမဖန်ဆင်းနိုင်ဘူးကိုယ်မဲ့ဘသူကဒီဟာတွေဖြစ်ပေါ်အောင်လုပ်နေတယ်ဆိုတော့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်ဟုတ်တယ်မလား12ခုလက်ချိုးကြည့်တာမှာအဝိဇ္ဇာသင်္ခါရဝိညာဉ်နာယုတ်သလ္လာယရဏဖတ်တာဝေရဏတဏှာဥပါဒံဘဝဇာတိသရမရဏဘယ်နှခုတော့12ခုအကြောင်းတရား12ပါးကြောင့်အကျိုးတရားတွေဖြစ်နေတာဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးသဘောပေါက်လားဒါပစ္စယပရိက္ခညာအပေတကားပိတ်တဲ့ဆဲမဲ့ပစ္စယပရိက္ခညာပါတယ်လေဒီပဋိစ္စသမုပ္ပါကိုမြင်လိုက်တော့ပစ္စယဆိုတာအကြောင်းတရားပရိက္ခဆိုတာသိသိတယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့သိသိတဲ့ညာအဲ့ဒါရလာလို့ရှိရင် तू ကအပေတကားပိတ်တာ तू ကနော်ဒီမဲ့အခုအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်အဝိဇ္ဇာဆိုတာဘာလဲရှေ့နဲ့ဆက်ကြည့်လိုက်သမ်းပါဦးဘုံဘုံကအကျဉ်းဉာဏ်လေးပြောပြပါအဝိဇ္ဇာဆိုတာအဝိဇ္ဇာဝိဇ္ဇာကသိတဲ့ဉာဏ်အကမဗမာလို့အဝိဇ္ဇာဆိုတာမသိတဲ့မောဟဝိဇ္ဇာဆိုတာဘာတော့သိတဲ့ဉာဏ်အဝိဇ္ဇာဆိုတာမသိတဲ့မောဟဒါမှမဟုတ်အမှားသိတဲ့မောဟအမှားသိတယ်နော်အဲ့ဒီမဲ့ဆရာတော်ကြီးကရှင်းတယ်အဝိဇ္ဇာအဝိဇ္ဇာတကယ်ကတော့အဝိဇ္ဇာလို့ဖတ်ရင်ပိုးမှန်တယ်ပေါ့ဝိဇ္ဇာကသိတဲ့ဉာဏ်အဝိဇ္ဇာအကဗမာလို့မတယ်သူမသိတဲ့မောဟမသိတဲ့မောဟကိုအဝိဇ္ဇာလို့ခေါ်တယ်နော်အဝိဇ္ဇာပစ္စယအဝိဇ္ဇာဟူသောအကြောင်းကြောင့်သင်္ခါရအာထုံမှုသင်္ခါရတို့သည်တမ္မဝန္တိဖြစ်ကုန်၏လို့ဆိုရမှာအဝိဇ္ဇာဆိုတာကဘယ်လိုဟာလဲဆိုရင်မြတ်စွာဘုရားကုတော်တိုင်နဲ့ဒီမေကွန်းထုတ်ပြီးဖြည့်ရှင်းထားတာရှိပါတယ်ပါဠိတက်တက်ကိုမရွတ်ဖဲအ내ကိုသာပြန်ဆိုပြသွားမယ်ယဟန်တို့အဝိဇ္ဇာဟူဒီမှာကတမသအဘေဘာနိဟုမူဘိက္ခဝေယဟန်တို့ဒုက္ခေဆင်းရဲတရား၌ဝါဒုက္ခသစ္စာ၌ယံအညာဏံအညာဏအကျင့်မသိတော်သဘောသည်၎င်းမသိတဲ့သဘောဆိုတာမောဟကိုခေါ်တယ်နော်လောဘဒေါသမောဟဒီလိုသုံးခုရှိတဲ့အ내ဟေတုပစ္စည်းမယ်လေအဲ့ဒီမောဟကိုအဝိဇ္ဇာလို့ခေါ်တယ်မသိတာကဘာမသိတာလဲဆိုတော့ဒုက္ခေဆင်းရဲတရား၌ဝါဒုက္ခသစ္စာ၌ဒုက္ခသစ္စာကိုမသိဘူးအဲ့ဒါဆိုရင်မောဟယံအညာဏအကျင့်မသိတော့သဘောတရားသည်၎င်းဝါအတိညာဤဆန့်ကျင်ဘက်သဘောသည်၎င်းဝါမှားယွင်းစွာသိမြင်ထင်မှတ်ခြင်းသဘောသည်၎င်းဒါဒုက္ခသစ္စာနောက်ဒုက္ခသမုဒိယဆင်းရဲဖြစ်ပွားကြောင်းသမုဒိယသစ္စာ၌ဒုက္ခကဆင်းရဲဖြစ်ပွားသမုဒိယကဖြစ်ပွားကြောင်းဆင်းရဲဖြစ်ပွားကြောင်းသမုဒိယသစ္စာ၌ယံအညာဏအကျင့်မသိသောသဘောသည်၎င်းဒုက္ခသစ္စာမသိဘူးဒါမောဟအဝိဇ္ဇာသမုဒိယသစ္စာမသိဘူးအဲ့ဒါလေမောဟအဝိဇ္ဇာပြီးတော့မှဒုက္ခនិရောဓိဆင်းရဲချုပ်ငြိမ်းရာនិရောဓသစ္စာ၌ယံအညာဏအကျင့်မသိသောသဘောသည်၎င်းនិရောဓသစ္စာမသိရင်လည်းဒါအဝိဇ္ဇာပဲတဲ့ဒုက္ခនិရောဓဂာမိနိယပฏิပဒါယဒုက္ခချုပ်ငြိမ်းရာသို့ဆက်ရောက်တတ်သောဆက်ရောက်စေတတ်သောမေဃသစ္စာ၌ယံအညာဏအကျင့်မသိသောသဘောတရားသည်၎င်းအဋ္ဌိရှိ
ဘိက္ခုယံတို့အယံဤသစ္စာ၄ပါး၌မှန်ကန်စွာမသိမှားယွင်းစွာသိမြင်ထင်မှတ်သောသဘောကိုအဝိဇ္ဇာဟူ၍ဝုဇ္ဇတိဆိုအပ်၏ဒါမြတ်စွာဘုရားဟောတဲ့ပါဠိတော်လေးအနဲ့ပြေးထားတာကဲအဲ့ဒါလေးကြည့်ပြီးတော့တစ်ခါဖတ်လိုက်ပါဦးဘိက္ခုယံတို့အဝိဇ္ဇာဟူသည်မှာကတမသဘေဘာနိဟုမူဘိက္ခဝေယံတို့ယံအညာဏံအကျဉ်မသိသောသဘောသည်၎င်းဝါအတိညာဤဆန်းကျင်တဲ့ဝါမှားယွင်းစွာသိမြင်ထင်မှခြင်းသဘောသည်၎င်းဒုက္ခသမုဒိဆင်းရဲဖြစ်ပွားကြောင်းသမုဒိယသစ္စာ၌ဆင်းရဲချုပ်ငြိမ်းရာនិရောဓသစ္စာ၌ဒုက္ခនិရောဓဂာမိနိယပฏิပဒါယဆင်းရဲချုပ်ငြိမ်းရာတို့ဆရောက်စေတတ်သောမေဃသစ္စာ၌တို့ကတော့သစ္စာ၄ပါးတရားမသိရင်ဒါအဝိဇ္ဇာလို့ခေါ်တယ်ဟုတ်လားဝိဇ္ဇာကသိတဲ့ညာအဝိဇ္ဇာကမသိတဲ့မောဟဟုတ်လားအလေးကဗမာလူမနဲ့တူတယ်နော်အဝိဇ္ဇာမသိတဲ့မောဟဘာကိုမသိတာလဲဆိုရင်သစ္စာ၄ပါးတရားကိုမသိတာဟုတ်ကလားဒုက္ခသစ္စာကိုလည်းမသိဘူးသမုဒယသစ္စာကိုလည်းမသိဘူးនិရောဓသစ္စာလည်းမသိဘူးမေဃသစ္စာလည်းမသိဘူးသစ္စာ၄ပါးတရားမသိတဲ့တရားမသိတာကိုမောဟအဝိဇ္ဇာလို့ခေါ်တယ်နော်အဝိဇ္ဇာပစ္စယသစ္စာ၄ပါးကိုမသိတဲ့မောဟကြောင့်သင်္ခါရအာထုတ်မှုသင်္ခါရတို့သည်တမ္မဝန္တိဖြစ်ပေါ်လာကုန်၏ဟုတ်ကလားမြတ်စွာဘုရားညာအမြင်ပေါ့လူတွေဘယ်ကစဖြစ်တယ်လေဟဲ့ဆိုရင်အဲ့ဒါအဝိဇ္ဇာကစဖြစ်တာပေါ့ဟုတ်လားအဝိဇ္ဇာကမသိမှုမောဟအတွက်ကြောင့်လူတွေကအာထုတ်ကြသင်္ခါရအာထုတ်တာကောင်းတာအာထုတ်လိုက်တဲ့အခါကျကုသိုလ်တွေရပြီးတော့လူဖြစ်လိုက်နတ်ဖြစ်လိုက်ဇမာဖြစ်လိုက်ဖြစ်သွားကြမကောင်းတာတွေသွားအာထုတ်တော့ငရဲတရိစ္ဆာန်ပြိတ္တာသူရကဲအပယ်လေးပါးသွားဖြစ်ကြတာပေါ့နော်စဖြစ်တာကဘ ᱹ စဖြစ်တာတော့အဝိဇ္ဇာကစဖြစ်တာအဝိဇ္ဇာကြောင့်အာထုတ်မှုသင်္ခါရဖြစ်ကြသင်္ခါရအာထုတ်မှုဆိုတာကောင်းတာအာထုတ်တော့ကုသိုလ်သင်္ခါရဖြစ်ဟုတ်လားကုသိုလ်သင်္ခါရကုသိုလ်စေရနာတွေဖြစ်လိုက်တော့ဘယ်ဘုံတွေရောက်ကုန်တော့လူဘုံနတ်ဘုံဗြဟ္မဘုံရောက်သွားလူဘုံကတဘုံနတ်ဘုံက6ထဟုတ်လားအဲ့တော့29ထဗြဟ္မာက20နဲ့9ဘုံပေါ့ဟုတ်ကလားအဲ့လိုရောက်သွားကြပြီးတော့အဝိဇ္ဇာသင်္ခါရအကုသိုလ်သင်္ခါရကြတော့အကုသိုလ်သင်္ခါရကြောင့်ဆိုရင်တော့ဘယ်ရောက်ကုန်ရမလို့မယေတရိစ္ဆာန်ပြိတ္တာအတုရကဲအပေဘုံရောက်ကုန်ဒီလိုဖြစ်တာတဲ့နော်အဝိဇ္ဇာပစ္စယသင်္ခါရမသိတဲ့မောဟကြောင့်အဝိဇ္ဇာကြောင့်သင်္ခါရတို့ဖြစ်ကြတယ်ကုသိုလ်သင်္ခါရအကုသိုလ်သင်္ခါရတို့ဖြစ်ကြမသိဆိုစီမှာသစ္စာ၄ပါးတရားကိုမသိတာဟုတ်လားသစ္စာ၄ပါးတရားကိုမသိတာဒုက္ခသစ္စာလည်းမသိဘူးပြီးတော့သမုဒယသစ္စာလည်းမသိဘူးនិရောဓသစ္စာလည်းမသိဘူးမေဃသစ္စာလည်းမသိဘူးဘာသစ္စာမှမသိဘူးဆိုရင်
အဲ့လူကလှုပ်တော့မှာပေါ့သူစိတ်ထင်တာဟုတ်လားကောင်းတဲ့လူနဲ့ပေါင်းပြီးရင်ကုသိုလ်တွေလှုပ်ကြမှာပေါ့ကုသိုလ်တွေလှုပ်ရင်ကောင်းတဲ့28ဘုံဖြစ်အကုသိုလ်တွေလှုပ်ရင်မကောင်းတဲ့အပယ်4ဘုံဖြစ်ဒီလိုဖြစ်တာတဲ့နော်အေးအောင်နာလေးကကြည့်ပါအောင်အဝိဇ္ဇာကမျက်စိလဲတာနဲ့တူတယ်ဟောဒီတစ်ခုရှိသေးလားတပိုက်တန်ကြီးအမှန်မသွားဟုတ်ကလားအေးဟုတ်ပြီဆရာတော်ကကြောသွားလို့ဝိဇ္ဇာဆိုတာကသိတာအဝိဇ္ဇာဆိုတာကမသိတာအကမဟုတ်နော်မသိတာသိတာနဲ့မသိတာဟာပြောင်းပြန်ဆန့်ကျင်ဘက်ပဲအလင်းနဲ့အမှောင်ဆန့်ကျင်ဘက်ဖြစ်တယ်လို့ပါပဲဝိဇ္ဇာကသိတယ်ဆိုတာဘာကိုသိတယ်လဲသစ္စာ၄ပါးကိုအမှန်တိုင်းသိတယ်ဆိုဘာကိုသိတယ်လဲလို့ကံမေးလိုက်ရင်ဒါသစ္စာ၄ပါးကိုသိတယ်ဟုတ်ကဲ့မလားအဝိဇ္ဇာကမသိဆိုတာလည်းပဲမသိဘူးဘာမသိတယ်လဲဆိုတော့သစ္စာ၄ပါးကိုအမှန်တိုင်းမသိတာပါပဲအမှန်တိုင်းမသိဘူးဆိုရင်အလွဲအမှားကိုသိတာပါပဲဒါကြောင့်အဋ္ဌကထာမှာအဝိဇ္ဇာသည်အပတိပတ္တိမိစ္ဆာပฏิပတ်တိတော့မှန်ကန်စွာမှန်စွာမသွားခြင်းမသိခြင်းမှားယွင်းစွာသွားခြင်းမှားယွင်းစွာသိခြင်းတို့ဤအစွမ်းဖြင့်သူကနှစ်မျိုးထားတာပါအဝိဇ္ဇာမသိတာကအပတိပတ္တိအဝိဇ္ဇာအဲ့ဒါကမှန်ကန်စွာမသိခြင်းမိစ္ဆာပฏิပတ်တိစွာမှားယွင်းစွာသိခြင်းအဲ့ဒါအစွမ်းဖြင့်ဒုဝိဒါနှစ်ပါးပြရှိ၏လို့ဆိုထားပါတယ်အဲ့ဒီအထာကထာကိုမှီပြီးတော့ဘုန်းကြီးကခေါင်းစဉ်ဆောင်ပုဒ်မှာအမှန်မသွားအမှားမြင်ကအဝိဇ္ဇာကြောင့်လို့ဒီလိုစီထားပါတယ်တော်တော်ကြာမှအဲ့ဒီဆောင်ပုဒ်ကိုလည်းဆိုကြရမယ်ဟုတ်ကလားအေးအဲ့ဒါလေးတစ်ခေါက်ဖတ်လိုက်စမ်းပါဦးဆိုရရမယ်ဆိုတော့40နှစ်ကြည်လိုက်သမ်းပါစာမျက်နှာအခု30နှစ်10မျက်နှာကျော်လိုက်ရမှာပေါ့40နှစ်တွေ့လားခေါင်းစဉ်မူလဆောင်ပုဒ်ကြီးဆိုတာတွေ့တယ်နော်အမှန်မသွားအမှားမြင်ကအဝိဇ္ဇာကြောင့်ဒါအဝိဇ္ဇာပစ္စယကိုပြန်တာအဝိဇ္ဇာက2မျိုးအမှန်မသွားသူက1မျိုးအမှန်မသွားတဲ့အမှန်တိုင်းမသိတဲ့အဝိဇ္ဇာအမှားမြင်ကဆိုတော့အမှားသွားသိတာသူကဟုတ်လားအဲ့လိုအဝိဇ္ဇာကဘယ်နှမျိုးရှိတယ်တော့2မျိုးတဲ့အမှန်မသွားအမှားမြင်ကအဝိဇ္ဇာကြောင့်အဲ့ဒါအဝိဇ္ဇာပစ္စယအဝိဇ္ဇာကြောင့်သင်္ခါရကိုချမ်းသာလိမ့်နိုးရည်မြော်ကိုးလျက်3မျိုးမှုကဲ3မျိုးမှုကံပြုစီမှန်၍ဒါကတော့3မျိုးမှုကံသင်္ခါရကို
ကုသိုလ်သင်္ခါရပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနင်္သာပိသင်္ခါရအဲ့ဒါ၃မျိုးမှုကံပြုစီမှန်၍အဝိဇ္ဇာကြောင့်အဲ့ဒီ၃မျိုးကံတွေပြုတယ်တဲ့သင်္ခါရပစ္စယဝိညာဏံသင်္ခါရဖြစ်လာတော့ဝိညာဉ်ဖြစ်ဝိညာဉ်တွေ့စားဟုတ်ကမို့လားဝိညာဉ်ဖြစ်လာတော့သင်္ခါရပစ္စယဝိညာဏံဝိညာဏပစ္စယနာမရူပံဆိုတော့နာယုတ်ကလျက်ဟုတ်ကမို့လားနာယုတ်ကလျက်နာမရူပပစ္စယတတ္လယတနံ6ရအာယတနာတလယတနာကတက6အာယတနာကတော့ဖြစ်ရ6ပါတော့စိတ်ဖြစ်ရအဲ့ဒါ6ရအာယတနာတလယတနာပစ္စယဖတ်တော်ဆိုတော့ဖတ်တာ6ဖြာဖတ်တာပစ္စယဝေရဏဆိုတော့ဝေရဏကြောင့်ဝေရဏပစ္စယတဏှာဆိုတော့တဏှာ6တန်တဏှာပစ္စယဥပါဒာနာဆိုတော့ဥပါဒာနှင့်ဥပါဒာနာပစ္စယဘောဖြစ်ရန်အကြောင်းကံဆင့်လောင်း၍အကြောင်းကံတခါဘဝဆိုတာဒီနေရာကံပဲသင်္ခါရကလည်းကံဘဝကလည်းကံနော်ကံဆင့်လောင်း၍သိုးကောင်းဘဝဖြစ်ရပြန်ရာဘဝပစ္စယဇာတိဆိုအဲ့ဒါဘဝတခါသတ်ဖြစ်နောက်ဘဝဖြစ်မှာသိုးကောင်းဘဝဖြစ်ရပြန်ရာဘဝပစ္စယဇာတိဇာတိပစ္စယသရာမရဏံသရာကဥရာမရဏကသေရာဥကာတိယေဟုတ်ကဲ့မို့လားဥကာတိယေတောကာပူအဆွေးနဲ့ပရိဒေဝဆိုတာငိုကြွေးကိုနွမ်းဒုက္ခကိုနွမ်းဒေါမနတာဆိုတာစိတ်မချမ်းမြပူပန်ရသည်ဥပါယတာကပူပန်ရလုံးဝဆင်းရဲအစုတာဒီဟုတ်ကလားအလုံးဖြည်းဖြည်းဖတ်လိုက်စမ်းပါဦးအမှန်မသွားဒါပေမဲ့လို့ရှင်ရဲ့အစုတာပဲလို့မြတ်စွာဘုရားဟောပေမဲ့လို့ပုထုဇဉ်တွေသဘာဝတော့ချမ်းသာတယ်ကောင်းတယ်ပဲထင်နေတာဟုတ်လားအေးချမ်းသာတယ်ကောင်းတယ်ငါချစ်တဲ့လူတွေနဲ့တွဲသွားလိုက်ရပျော်တယ်ဟုတ်လားဒီလိုပဲထင်နေတာပဲเนาะအေးအဲ့ဒါအဝိဇ္ဇာကဖုံးထားတာကိုအေးအဝိဇ္ဇာကဖုံးတယ်သူကလူကြီးတယောက်ကတော့ပြောရမှာခင်ဗျာအဝိဇ္ဇာပဲလို့ထင်တယ်တပည့်တော်ကတော့အဝိဇ္ဇာကိုချင်းအောင်ထောင်းပေးလိုက်တယ်လို့ထင်တယ်ဗျာမဆိုးပါဘူးသူကကားပေးလိုက်တော့ဗောလေနော်သူကအမှန်မသွားအမှားမြင်ကားဆိုတာသူကကားပေးလိုက်တာဟုတ်လားအဝိဇ္ဇာကိုအဝိဇ္ဇာက2မျိုးတဲ့အဝိဇ္ဇာ2မျိုးအဲ့တော့ဒီနေ့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကဘယ်နှမျိုးရှိတယ်တော့သင်္ခါရက3မျိုးသင်္ခါရ3မျိုးပုံညာပိသင်္ခါရပြီးတော့အပုံညာပိသင်္ခါရပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအနင်္ဇာပိသင်္ခါရသင်္ခါရဘယ်နှမျိုးတဲ့3မျိုးတဲ့အဲ့ဒါလေးကိုဘယ်နာလေးမဲ့အကျယ်ဆရာတော်ကြီးကပြထားတယ်လေဆိုတော့သင်္ခါရ3မျိုးကိုဇာမျက်နှာ66
66မယ်ကြည်သားမတွေ့ရလားသင်္ခါရ3ပါးအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာပစ္စယအဝိဇ္ဇာကြောင့်သင်္ခါရ3မျိုးတို့သည်တမ္မဝန္တိဖြစ်ပေါ်ကုန်၏နော်အဲ့ဒီမဲ့တနည်းအားဖြင့်တော့ပုံညာဘိသင်္ခါရအပုံညာဘိသင်္ခါရအာနိန္ဇာဘိသင်္ခါရလို့ဒီလို3မျိုးရှိတယ်ဘယ်နှမျိုးရှိတယ်တော့ဗါတဲ့ပုံညာဘိသင်္ခါရအာနိန္ဇာဘိသင်္ခါရ3မျိုးရှိအပုံညာဘိသင်္ခါရဆိုတာနာခုတင်ကပြောခဲ့တဲ့အကုသိုလ်ကံပါပဲအာနိန္ဇာဘိသင်္ခါရဆိုတာကအရူပဇံကုသိုလ်တွေကိုခေါ်တယ်တရဏေအားဖြင့်မလှုပ်ရှားတဲ့ဇံတရားလို့ဆိုလိုပါတယ်အာနိန္ဇနိဉ္ဇဆိုတာကလှုပ်တယ်အနိဉ္ဇအာလေးရမပေါ့မလှုပ်ဘူးငြိမ့်နေတယ်ပေါ့တမာဘဝင်စားလိုက်လို့ရှိရင်အဲ့လိုဇံတမာဘတိဝင်စားတာကိုမြင်ဘူးသလားမြင်ဘူးအေးဘုံဘုံတို့ကတော့သူများတွေဝင်စားတယ်ဆိုသူကကြည်သေးတယ်ဟုတ်လားဘယ်လိုဝင်စားတော့ဟဲ့ကိုင်းကက်ကြည်တာနော်အဲ့လိုဝင်စားတဲ့ပုဂ္ဂိုလ်ဒီဖလန်းတမာဘဝင်စားနေတယ်ဒီလိုအေးလို့သူတို့မှဒီနာလေးကအေးပြီးတော့ကိုင်းကြည့်လိုက်ရင်တောင်းတောင်ကြီးတယ်ဒီလိုကြီးလှုပ်ထားလိုက်လဲဟောလိုကြီးတန်းပဲဗျာဒီလိုကြီးလှုပ်ထားလိုက်လဲဒီလိုကြီးပဲတန်းနေတာအောက်ကျမသွားဘူးသူကနော်အဲ့ဒါအာနိန္ဇာဘိသင်္ခါရအခုမတုံမလှုပ်ဖြစ်တဲ့တရားတွေပေါ့နော်အဲ့ဒီနေရာမျိုးမဲ့မိုးကြိုးပစ်လိုက်လေပဲမသိဘူးသူကမကြောက်ဘူးနားတွေကဒီပြင်မျက်စိနားနှာခေါင်းရှားကိုယ်ကြီးအကုန်လုံးပိတ်ထွက်သွားပြီးတော့ဒီကျန်တဲ့တမဘဇံလေးတွေသူကဖြစ်နေတာနော်အဲ့ဒါအာနိန္ဇာဘိသင်္ခါရပုံညာဘိသင်္ခါရအပုံညာဘိသင်္ခါရအာနိန္ဇာဘိသင်္ခါရလို့ဒီလို3မျိုးရှိဒီမဲ့ပုံညာဘိသင်္ခါရဆိုတာကတော့မဟာကုသိုလ်စိတ်နဲ့မဟာကုသိုလ်စေရနာ8ခုနဲ့ရူပါစရကုသိုလ်စေရနာ5ခု8နဲ့5နဲ့ပေါင်းလိုက်စမ်းပါ73ခုနော်အဲ့ဒီ73ခုသောစေရနာကိုပုံညာဘိသင်္ခါရလို့ခေါ်တယ်ဘယ်ဟာကိုပုံညာဘိသင်္ခါရခေါ်တော့မဟာကုသိုလ်စေရနာ8ခုရူပါစရကုသိုလ်စေရနာ5ခု8နဲ့5နဲ့ပေါင်း73အဲ့ဒီ73ခုသောစေရနာကိုပုံညာဘိသင်္ခါရလို့ခေါ်တယ်နော်ပုံညာဘိသင်္ခါရမဟာကုသိုလ်ကြီးလှုပ်လိုက်တဲ့အတွက်ကြောင့်လူဘုံနဲ့နတ်ပြည်6ထပ်ရောက်သွားတာဘယ်နှဘုံရောက်သွားမလို့9ဘုံရောက်တယ်မဟာကုသိုလ်လှုပ်လိုက်တဲ့အတွက်ဘယ်ဘုံတွေရောက်နိုင်တော့လူဘုံနတ်ပြည်6ထပ်ဟုတ်လားအဲ့ဒါပုံပြီးတော့ရူမာစရကုသိုလ်စေရနာ5ခုလုပ်လိုက်တော့ရူမာစရဘုံက16ဘုံရှိရူမာစရဘုံပဲနှဘုံရှိတော့ရူမာစရကုသိုလ်စေရနာလည်းပဲပုံညာဘိသင်္ခါရလို့ခေါ်တယ်အဲ့တော့ပုံညာဘိသင်္ခါရကိုလုပ်လိုက်ရင်ကာမစရကုသိုလ်ကြောင့်9ဘုံရောက်မယ်ရူပါစရကုသိုလ်ကြောင့်ဘယ်နှဘုံရောက်မလို့16ဘုံပေါင်းလိုက်23ဘုံရောက်မယ်ပေါ့ဟုတ်ကလားဒါပုံညာဘိသင်္ခါရကြောင့်ရောက်အပုံညာဘိသင်္ခါရဆိုတာအကုသိုလ်စေရနာ12ခုပေါ့အကုသိုလ်စိတ်ကဘယ်နှခုရှိတာတော့12ပါးအဲ့ဒီ12ပါးဆိုတော့အဲ့ဒီ12ပါးတဲမဲ့ပါတဲ့စေရနာလေးကိုအပုံညာဘိသင်္ခါရလို့ခေါ်တယ်သူကြတော့ဘယ်ဘုံတွေရောက်လုံးနော်ငရဲတရိစ္ဆာန်တိတ်တာအတုရကဲအပယ်လေးပုံရအောင်အပုံညာဘိသင်္ခါရကလုံးမယ်အာနိန္ဇာဘိသင်္ခါရဆိုတာကအရူပစရကုသိုလ်၄ခုအဲ့ဒါတော့အဆင့်အတိုင်းပဲအရူပ၄ပုံကိုရောက်မယ်သူကဟုတ်ကလား
အာနိဇာပိသင်္ခါရဆိုတာဘယ်လိုခေါ်တာတော့အရူပဝဆရာကုသိုလ်စေရနာ၄ခုသူရှိလိုက်တဲ့အတွက်ဘယ်ရောက်မလို့အရူပဝဆရာ၄ပုံရောက်မယ်ဟုတ်ကလားအေးအဲ့တော့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိဇာပိသင်္ခါရလို့ဒီလို၃မျိုးရှိတယ်သူကတကယ်ဆိုရင်တော့ပုံညာပိသင်္ခါရကစအဓိပ္ပာယ်ဖွင့်ရမှာပုံညာပိသင်္ခါရဆိုတာကာမောစရကုသိုလ်စေရနာ၈ခုရူပစရကုသိုလ်စေရနာ၅ခုပေါင်း73ခုကိုပုံညာပိသင်္ခါရလို့ခေါ်တယ်အပုံညာပိသင်္ခါရဆိုတာခုနကပြောခဲ့တဲ့အကုသိုလ်ကံစေရနာ12ခုဟုတ်လားအကုသိုလ်စိတ်မရှင်တဲ့စေရနာစေတသိက်12ခုကိုအပုံညာပိသင်္ခါရအာနိဇာပိသင်္ခါရဆိုတာကအရူပဇံကုသိုလ်၄ခုခေါ်တယ်တရားအနှစ်အားဖြင့်တော့မလှုပ်ရှားတဲ့ဇံတရားတွေလို့ဆိုလိုပါတယ်တဲ့ကျန်တဲ့လောကီကုသိုလ်တွေဟူသည်များကိုတော့ပုံညာပိသင်္ခါရလို့ခေါ်ပါတယ်ဒီရောက်သွားပုံညာပိသင်္ခါရဆိုတာမဟာကုသိုလ်စိတ်၌ရှင်တဲ့စေရနာ၈ခုရူပစရကုသိုလ်၅ခု၌ရှင်တဲ့စေရနာ၅ခုပေါင်း73ခုကိုဘာခေါ်တာတော့ပုံညာပိသင်္ခါရလို့ခေါ်တယ်အဲ့ဒါတွေကဒါနသီလအစရှိတဲ့ကာမောစရကုသိုလ်တွေနဲ့ရူပစရဇံကုသိုလ်တွေပါပဲအဲ့ဒီမှာကာမောစရကုသိုလ်၈ခုအဲ့လား၈ကလေးရေးထားနော်ကာမောစရကုသိုလ်၈ခုနဲ့ရူပစရဇံကုသိုလ်၅ခုပေါင်း73ခုပေါ့အဲ့ဒါလေးဖတ်လိုက်စမ်းပါတနည်းအားဖြင့်တော့အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာပစ္စယအဝိဇ္ဇာကြောင့်မသိတဲ့မောဟစေတသိက်ကြောင့်သင်္ခါရ၃မျိုးသောသင်္ခါရတို့သည်ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိဇာပိသင်္ခါရဆိုတဲ့စေတသိက်ပေါင်းရင်တော့ဘယ်နှခုဖြစ်သွားမလို့ပုံညာပိသင်္ခါရက73ခုအပုံညာပိသင်္ခါရက12ခုပေါင်းလိုက်25ခုအာနိဇာပိသင်္ခါရက4ခုပေါင်းလိုက်တော့29ခုအဲ့ဒီစေရနာ29ခုကိုသင်္ခါရလို့ခေါ်တယ်နော်ပြန်ပြောလိုက်အောင်မယ်ပုံညာပိသင်္ခါရကပါတယ်တော့ကာမစရကုသိုလ်8ခုဒုမာစရကုသိုလ်5ခု73ခုအပုံညာပိသင်္ခါရကအကုသိုလ်စေရနာ12ခုပေါင်းလိုက်25ခုအာနိဇာပိသင်္ခါရကအရူပစရကုသိုလ်စေရနာ4ခုပေါင်းလိုက်တော့29ခုအဲ့ဒါ29ခုသောစေရနာကိုသင်္ခါရလို့ခေါ်တယ်မသိတဲ့အကုမောဟကြောင့်အဲ့ဒီ29ခုသောစေရနာတွေဖြစ်ပေါ်လာတယ်သဘောပေါက်လားဒီအဲ့တော့အဝိဇ္ဇာပစ္စယသင်္ခါရဒီနေ့ဒီလောက်ပဲထားကြပါအောင်သူနော်နေ့ဖြင့်ကကြမှာပေါ့တဖြည်းဖြည်းလောက်အောင်အဲ့တော့မပြည့်အောင်လည်းကြိုးစားပြီးတော့လိုက်ကြနော်ဟိုဆရာတော်အပေါ်လဲအထင်မလွဲနဲ့ပေါ့ဆရာတော်ကသူ့ဓမ္မပူဇာရီများများရအောင်ရက်တီဆွဲတယ်လို့အဲ့လိုမအောင်ဘူးလေဟုတ်လား
သူနားလေအောင်ပြောရည်တာဟုတ်လားအေးကဲပြီးစီဆိုကြာကြီးလှုပ်လိုက်ပြီပဲဆိုဖြစ်ပါမလားဘယ်နဲ့သိမှမသိပဲနဲ့ပြီးပြီလို့မဖြစ်ဘူးနော်နားလေသွားအောင်ဒီထဲမှာခုဖုံဖုံပြောတဲ့ဥစ္စာတွေနားမလဲတာရှိရင်မေးပါနော်အေးကဲတော့ကြအောင်စို့ဗျ